ကလပဲရလေးတွေနော်ဒါဆိုရင်အခုဆိုရင်ကစုံရတစ်စီးတောင်တစ်ထောင်လောက်ပေးပြီးဝဲစားနေတယ်ဒါဆိုရင်ကလပဲရွက်ဒီလိုကလပဲရွက်ဆိုရင်ခူရတာဆိုစိတ်ရှည်တညွညင်းကိုလိုက်ခူထားဒါတညွညင်းခူထားတာပေါ့နော်ဒါနည်းနည်းလေးသူဆိုနည်းနည်းလေးပါသွားတော်လေးနဲ့သူကမြင်မြင်ရချင်တာတချို့ရချင်တဲ့လူတွေကအရွက်ရရင်ပြီးရောလိုက်ပါခူတာဒါပေမဲ့ဘာမှတော့မဖြစ်ပါဘူးဒါကတော့30စားကို2000နဲ့ဈေးထဲမှာတွေ့နေဒီမှာစတိစလုံးနဲ့အမောက်ရတယ်ညချိုချက်တောင်းတော့အများကြီးရပါတော့ကဲကိုတို့တောင်းမှာတော့ကလေးပဲရွက်တွေရနေပြီငင်းသားရောက်နေတဲ့လူတွေတော့ပဲရွက်ကိုရောနေမှာပေါ့နော်ဒါပေမဲ့လေနိုင်ငံသားမှနေပြီးတော့ဝင်ငွေကောင်းပြီးမိဘအများကြီးထောက်ပံ့နိုင်တာတာဝန်ကြီးတယ်နိကလေးပဲရွက်ကပြန်လာတဲ့ကစားလို့ရတယ်ဟုတ်တယ်မဟုတ်အလွမ်းကြီးနိုင်ငံသားလူတွေကြည့်ပဲကိုရီးယားမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာဆဆကလေးပဲရွက်ဈေးတဲ့တွေ့ရတယ်တန့်ဝဲလာပြီကလေးပဲရွက်တွေတွေ့တော့ဝမ်းသာပြောနေကြောစားမယ်ဆိုဝဲခဲ့တာကဲနော်ဒီကအညာဒီကိုအညာဒေသမှာရှိတဲ့လူတွေကကလေးပဲရွက်ဆိုရင်တော်တော်ကြိုက်ကြတယ်ကလေးပဲရွက်ကိုကြောစားချက်စားအဲ့တော့ကလေးပဲရွက်လေးဖြစ်ပါတယ်ဒီလိုစိတ်ရှည်လက်ရှည်နဲ့တညွင်ချင်းခုပြီးစားတဲ့ကလေးပဲရွက်လေးတွေပါခုချိန်မှာကလေးရတစ်စီးတောင်မဲ့1900ဆိုပေးဝယ်စားအဲ့တော့30လောက်2000ဆိုပေါ့နော်အားလုံးလေးကလပဲရွက်တွေပေါ်နေပါပြီချိန်တဲ့ဆိုဈေးမှာတော့ပြီးဝယ်စားကြပါဒါ30စား2000မို့ပါဒီမှာတော့မနေ့ကကြောစားမယ်အခုညအောင်လဲတဝက်လောက်ကြောစားမနေ့ကတဝက်စားဝက်တယောက်ထဲစားမှာလို့ဟုတ်တယ်မို့အားလုံးပဲစားကြပါဦးကဲဒါတော့ကလပဲနော်ကလပဲရဲ့အညွန့်လေးတွေပါမြို့သူမျိုးသားတွေမြင်ဝင်လိုက်ကြည့်ထားကလပဲရွက်ဖြစ်ပါတယ်ဒီလိုကလပဲရွက်လေးတွေကိုတညွန့်ညင်းတပင်ညင်းကိုခူးရတာလို့စိတ်ရှိလက်ရှိနေနော်လုံးလုံးရင်းနဲ့တော်ရကလေးပဲရွက်တွေပေါ်နေပြီ